နန်းတော်ထဲသို့ဖားကြီးတကောင်ရုတ်တရက်ခုံဝင်လာချိန်တွင်အားလုံးကအံ့အားတုန်ပြီးကြည့်နေကြစဉ်မှာပင်ဖားကြီး၏ပါဇက်ကဖြည်းဖြည်းချင်းပွင့်လာခဲ့သည်နောက်တစ်စက္ကန့်တွင်တော့ဖားပါဇက်ထဲမှအပြာရောင်လူပူလေးနှစ်ယောက်ထွက်လာကြသည်ယင်းတို့မှာမင်းသမီးအယ်လီကမိဘများကိုကဲတင်ရန်ခေါ်ဆောင်လာခဲ့သောမော်ဆရာလေးများဖြစ်ကြသည်တကယ်တော့လွန်ခဲ့သောအချိန်ငယ်ကဘယင်ကြီးနှင့်မိဖုရားကြီးတို့သည်တောအုပ်ထဲတွင်ထူးဆန်းသောအနက်ရောင်လေးစင်နာမောက်တစ်ခုနှင့်ကြုံတွေ့ခဲ့ရပြီးနောက်ယင်းတို့နှစ်ဦးစလုံးမှာတိရစ္ဆာန်စိတ်ဓာတ်ရှိသည့်တရဝကြီးများဖြစ်ပြောင်းလဲသွားခဲ့ပြီးနန်းတော်ထဲတွင်နေ့စဉ်နှင့်အမျှတောင်းကျမ်းနေခဲ့ကြသည့်သမီးဖြစ်သူအယ်လီကမိဘများကိုမူလအတိုင်းပြန်ဖြစ်ရန်နီလမျိုးစုံဖြင့်စူးစမ်းခဲ့တော်လဲမအောင်မြင်ခဲ့ပေအမှန်တရားကိုဖုံးကွယ်ထားရန်နှင့်ပြည်သူများကိုစိတ်အေးစေရန်အတွက်အယ်လီမှာမိဘများ၏နေရာကိုအစားထိုးဝင်ယူကတိုင်းပြည်ကိုအုပ်ချုပ်သည့်တာဝန်များကိုခက်ခဲစွာထမ်းဆောင်ခဲ့ရသည်သူမသည်စာရွက်စာတမ်းပေါင်းစုံကိုလက်မှတ်ထိုးရခြင်းစစ်တပ်ကိုစစ်ဆေးရခြင်းနှင့်တရဝကြီးများဖြစ်ပြောင်းလဲနေသည့်မိဘများကိုပြုစုစောင့်ရှောက်ရခြင်းတို့ကြောင့်ပျော်ရွှင်ရမည့်အချိန်များဆုံးရှုံးခဲ့ရပြီးတနေ့လုံးစိတ်မချမ်းမမြေ့ဖြစ်နေခဲ့ရသည်ထိုအချိန်တွင်အင်းစာအောက်လမ်းညွှန်ချက်များကိုရှာဖွေရန်ဆေးလွတ်ထားသောဝင်ကြီးပြန်လည်ရောက်ရှိလာပြီးမော်ဆရာကြီးတဦးကကူညီရန်သဘောတူလိုက်ကြောင်းသတင်းကောင်းပါလာခဲ့သည်ချင်းဆိုထားသောနေသို့ရောက်သောအခါမြည်သူများမထင်မှတ်ပဲဖားကြီးတကောင်ရောက်ရှိလာခဲ့သည်အားလုံးဇဝေဇဝါဖြစ်နေစဉ်မှာပင်ဖားပါဇက်ထဲမှမော်ဆရာလေးနှစ်ယောက်ထွက်လာခဲ့သည်ယင်းတို့မှာအပြာရောင်လူပူလေးညီကိုနှစ်ဦးဖြစ်ပြီးအကိုဖြစ်သူမှာဟီယိုနှင့်ညီဖြစ်သူမှာမာချီဖြစ်သည်ဖားကြီးမှာသူတို့၏တက်စီရင်ဖြစ်ပြီးဝန်ဆောင်မှဥကောင်းတစ်ဖြစ်မာချီကကျဲငါပွင့်ပေးလိုက်ရဖားကြီးမှာပျော်ရွှင်စွာထွက်ခွာသွားခဲ့သည်သို့သောဟီယိုနှင့်မာချီတို့သည်တရဝကြီးများကိုမြင်လိုက်ရသောအခါအလွန်ထိတ်လန့်သွားကြသည်သူတို့ကတရဝကြီးဆိုသည်မှာစိုးသောကလေးများကိုတင်စားပြောဆိုခြင်းဟုထင်မှတ်ထားခဲ့တော်လဲအမှန်တကယ်တရဝကြီးများဖြစ်နေသောကြောင့်ပင်တရဝကြီးများကသူတို့ကိုတွားရည်တများများဖြင့်ကြည်နေစဉ်မှာပင်အယ်လီကယုံတကောင်ကိုအသုံးပြုပြီးသူမ၏မိဘများကိုအဝေးသို့မြခေါ်သွားခဲ့သည်ထို့နောက်မိဘများသည်အမော်အတက်ခံထားရခြင်းဖြစ်ပြီးရင်းကိုဖြေဖြောက်ရန်မှောက်မိုက်သောတောအုပ်သို့တွားရမည်ဖြစ်ကြောင်းသိလိုက်ရသည်သို့သောစကားမဆုံးမီမှာပင်အစာကြီးသောမိခင်ဖြစ်သူကမော်ဆရာလေးတစ်ယောက်ကိုဝါမျိုးလိုက်ပြီးအရသာမရှိသဖြင့်ပြန်အံထုတ်လိုက်သည်ဤအဖြစ်ပြက်ကြောင့်ထိတ်လန့်သွားသောဟီယိုနှင့်မာချီတို့သည်မော်ဆွမ်းရှိသောတောတစ်ချောင်းကိုခြံထားခဲ့ကဖားကြီးကိုပြန်ခေါ်ပြီးထွက်ပြေးသွားကြသည်မိဘများကြောင့်မော်ဆရာများထွက်ပြေးသွားသဖြင့်အယ်လီမာအလွန်ဒေါသထွက်သွားခဲ့သည်ထိုအချိန်တွင်ပင်လူလက်တုံးမိဘများကနန်းတော်ထဲမှထွက်ပြေးသွားပြီးတိုးအုပ်တအုပ်ကိုလိုက်လံဖမ်းဆီးနေကြသည်တစ်ဖက်တွင်လည်းနန်းတော်အဆောက်ဗိုလ်ချုပ်ကဘယင်နှင့်မိဖုရားမှာတရဝကြီးများအဖြစ်ပြောင်းလဲသွားသည်ကိုမသိရှိဘဲရန်သူတတဝများကျူးကျော်လာသည်ဟုထင်မှတ်ကစစ်သားများကိုလိုက်လံနှိမ်နင်းခိုင်းခဲ့သည်စစ်တူရန်ကွင်းပြင်တွင်မိဘများဝိုင်းရန်ပိတ်ဆို့ခံထားရစဉ်အယ်လီကပြေးဝင်တာစီပြီးမင်းတို့မှာသူမ၏မိဘများဖြစ်ကြောင်းပြောတော်လဲမိသူများမယုံကြည်ခဲ့ကြပေဗိုလ်ချုပ်ကအယ်လီကိုထိနှက်ဆက်ခံရန်နှင့်တတဝကြီးနှစ်ကောင်ကိုကပ္ပအစုံဖျားသို့ပြည်နှင်ပေးရန်ဆုံးဖြတ်လိုက်သည်အယ်လီသည်ဂူထဲတွင်ပိတ်လောင်ခံထားရသောမိဘများကိုကြည်ရင်ဘာလို့ရမှန်းမသိဖြစ်နေစဉ်သူမ၏အိမ်မွေးဟန်စတာလေးပါစက်ထဲမှမြည်တမ်းတစ်ခုကြားလိုက်ရသည်ယင်းမှာဟီယိုနှင့်မာချီတို့ခြံထားခဲ့သောမော်တော်ဖြစ်နေသည်အယ်လီသည်စိတ်ကိုတင်းထားပြီးမိဘများကိုမှောင်မိုက်သောတောအုပ်သို့ခေါ်ဆောင်ကအင်းစာဖြေရန်ဆုံးဖြတ်လိုက်သည်သူမကမော်တော်ရှိခလုတ်ကိုနှိပ်လိုက်သောအခါမိဘများကိုပိတ်လောင်ထားသောလှောင်အိမ်တွင်ခြေထောက်ရှစ်ချောင်းထွက်လာခဲ့သည်ထို့နောက်နန်းတော်ထဲရှိကော်စောမှလည်းမော်ရထားလုံးအဖြစ်ပြောင်းလဲသွားခဲ့သည်သူတို့ထွက်ပြေးတော်မူကိုတည်သောအခါဗိုလ်ချုပ်ကစစ်သားများကိုလိုက်လံဖမ်းဆီးခိုင်းသည်အယ်လီကရထားလုံးကိုမောင်းနေရသဖြင့်မော်တော်ကိုဟန်စတာလေးထံပေးထားခဲ့ရာဟန်စတာလေးမှာမော်တက်များဖြင့်ကစားရင်လိုက်လံဖမ်းဆီးသူများကိုဟန်တားနိုင်ခဲ့သည်မြို့တကားသို့ရောက်ခါနေတွင်ဗိုလ်ချုပ်ကမြို့တကားကိုပိတ်ခိုင်းလိုက်ပြီးရေတံခွန်ကြီးတစ်ခုဖန်တီးကတားဆီးခဲ့တော်လဲဟန်စတာလေးကမော်တက်ကိုနောက်တစ်ကြိမ်အသုံးပြုလိုက်ပြန်သည်